ပါမယ်ဒါဝီကိုလည်းမသိရဲ့ဘူးကွယ်ချိန်တန်ရွယ်ရောက်လာတော့မရရဲ့သားရဲ့သူတို့ရှိအတွက်သူပင်ရပါရဲ့ကွယ်တန်ရာတွေ့ရဲ့ဘာဝနာတွေ့ရဲ့ပြပြရှိပြရမယ်လောကစကုံပြော